ဘိုင်းနက်ကနေ American Store တွေဖြစ်တဲ့ Nvidia, Tesla, Circle, SanDisk စတဲ့ B Store တွေကို Binance Spot ထဲမှာဝယ်လို့ရနေပြီဆိုတာသင်သိပါသလား။ဥပမာမိမိက Nvidia token ကိုဝယ်ထားမယ်ဆိုရင် Nvidia share ကိုတိုက်ရိုက်ပိုင်ဆိုင်တာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီ share ရဲ့တန်ဖိုးနဲ့အကျိုးခံစား권တွေကို crypto ပုံစံနဲ့ပိုင်ဆိုင်ခွင့်ရသွားမှာဖြစ်ပြီး Nvidia Store ဈေးတက်ရင်မိမိဝယ်ထားတဲ့ Nvidia token ဈေးကလိုက်တက်မှာဖြစ်ပြီး Nvidia Store ဈေးကျသွားရင်လည်းဝယ်ထားတဲ့ token ဈေးကပါလိုက်ကျသွားပါမယ်။ဆိုတော့ Binance ရဲ့ support ကနေ B Store တွေကိုဘယ်လိုဝယ်ရမလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်အောင်။ Binance ထဲကိုရောက်ပြီဆိုရင်ဒီအောက်က trade ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ဒီနေရာမှာကျွန်တော်တို့ BNB နဲ့ USDT ဖြစ်နေရပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ down arrow လေးကိုနှိပ်လိုက်ပါမယ်။ဒီနေရာရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာ B Store ဆိုတာရှိပါတယ်။အဲ့ဒီနေရာကိုသွားလိုက်ပါမယ်။ကဲခုမြင်တွေ့နေရတာလေးတွေကတော့ဒါ B Store တွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီထဲမှာ Nvidia ကိုဝယ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Nvidia ကိုနှိပ်လိုက်ပါမယ်။ Nvidia ကိုထပ်နှိပ်လိုက်ပါမယ်။ Okay ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဝယ်လို့ရတဲ့နေရာရောက်သွားပါပြီ။အဲ့တော့ကျွန်တော်တို့ဒီမှာ limit နဲ့လည်းဝယ်လို့ရတယ်။ market နဲ့လည်းဝယ်လို့ရတယ်။ market နဲ့ပဲဝယ်ပြလိုက်ပါမယ်။ဆိုတော့ကျွန်တော်ကဒါ$6ကိုဝယ်လိုက်မယ်ပေါ့နော်။ Okay $6ကိုဝယ်မယ်ဆိုရင်ကျွန်တော်ဒီ buy Nvidia ကိုနှိပ်လိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ဝယ်လိုက်ပြီပေါ့နော်။ Okay ကျွန်တော်ဝယ်ထားတာကိုဘယ်မှာကြည့်ရမလဲဆိုရင်ဒီဘက်တောက်မှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော် Nvidia ကိုဝယ်ယူတာအောင်မြင်သွားပါပြီ။